ရွာလူကြီးဒီစနစ်အတွင်းမှာဆက်တွေပြက်ရင်ကျွန်တော်ပတ်စံနေပဲအပိုပစ္စည်းတွေဝယ်ပြင်ခဲ့တာပါလေကွင်းထဲမှာနုံနေနေတဲ့ရိတ်သိမ်းဆက်ကိုလည်းစောင်းတွင်းအေးကြီးတယ်ကျွန်တော်ကိုယ်တိုင်ဝင်ပြင်ခဲ့တာကြောက်ချံတယောက်ဒေါသတကြီးနဲ့ရွာလူကြီးကိုအမှန်တရားတွေရင်ဖွင့်နေရှာပါတယ်ကျွန်တော်ရွာစီကနေတပြားတစ်ချက်မှလည်းအထောက်ပံ့မယူခဲ့ပါဘူးဒါပေမဲ့အခုကျတော့ခမရတို့ကကျွန်တော်ကိုမောင်းထုတ်ဖို့ကြံနေကြတယ်ပေါ့လေဒါကိုရွာလူကြီးကလည်းအေးဆေးဆေးပဲပြန်တုံ့ပြန်ပါတယ်အခုကခစ်ပြောင်းသွားပြီလေကွာဟိုကုမ္ပဏီကြီးတွေမှာနီးပညာတွေရှိတယ်ခမရတယောက်တည်းဒီဆက်ဟောင်းတွေနဲ့ဘာတွေရှောက်လုပ်နေမှလဲပြီးတော့ခမရလည်းအရန်ကြီးကောင်းမှမနေပါနဲ့ဦးကြောက်ချံတယောက်ရွာဝင်းထဲမှာရှိနေတဲ့လူရာကြီးကိုလှည့်ကြည့်လိုက်မိပါတယ်ဒါပေမဲ့အံ့ဩဖို့ကောင်းတာကသူ့ဘက်ကနေရဲရဲဝံ့ဝံ့မတက်ရက်ပြီးစကားတခွန်းဝင်ပြောပေးမဲ့သူတယောက်မှမရှိခဲ့ပါဘူးမနေ့ကတည်းကသူ့ရဲ့တိန်းဆက်ကစပားတွေကိုတန်တန်ရှင်းရှင်းရေးပေးနိုင်လို့ဆိုပြီးချီးကျူးခဲ့တဲ့အတော်လီတောင်မှအခုတော့သူ့ကိုမကြည့်ရဲပဲညနာလွှဲသွားရှာပါတယ်ဒါနဲ့ပဲကြောက်ချံကသူ့အိတ်ကက်ထဲကနေမနေ့ညကလေးကအေးရေးပြက်ခံပြီးရေးထားတဲ့တာဝန်ယူမှုကင်းလွတ်ခွင့်နဲ့ပိုင်ဆိုင်မှုခွဲဝေခြင်းဆိုင်ရာသဘောတူစာချုပ်ကိုထုတ်ပြီးရွာလူကြီးရဲ့စပွဲပေါ်ကိုပြစ်တင်လိုက်ပါတော့တယ်ကောင်းပြီလေစက်တော်တွေကိုကျွန်တော်အမေအားလုံးကကျွန်တော်ကိုပတ်စံခိုးယူနေတယ်လို့ထင်ပြီးမြို့ပေါ်ကကုမ္ပဏီကြီးကိုပဲပိုယုံကြည်နေကြတာဆိုတော့ဒီစာချုပ်ပေါ်မှာအားလုံးလက်မှတ်ထိုးပြီးလက်ဝေနှိပ်ပေးကြပါကြောက်ချံကစပွဲကိုလက်နဲ့ထောက်ပြီးခက်ပြက်ပြက်ပဲဆက်ပြောလိုက်ပါတယ်ဒီနေ့ကစပြီးရွာရဲ့စပားရိတ်သိမ်းတဲ့ကိစ္စတွေကကျွန်တော်ကြောက်ချံနဲ့ဘာမှမပတ်သက်တော့ဘူးနောင်ကြရင်လေကွင်းထဲမှာစပားတွေပုတ်ကုန်မလားကိုတောင်ထဲမှာပဲပျက်စီးကုန်မလားအားလုံးကိုကံကြမ္မာနဲ့ကိုပဲဖြေရှင်းကြတော့ဒါကိုကြားတော့ဦးလေးဖြစ်သူကြောက်တော့ဖူကချက်ချင်းဝင်ပြောပါတယ်ထိုးဆိုလဲထိုးတာပေါ့ကွာမင်းမရှိရင်တရွာလုံးကစပားတွေကိုဓာတ်နဲ့ရိတ်ရတော့မလို့လို့နဲ့လို့ပြောပြီးဦးလေးဖြစ်သူကစတင်ကလက်ဝေနှိပ်လိုက်ပါတယ်သူ့နောက်မှာတော့ဝမ်းကွဲညီတွေအတော်လီတွေနဲ့ရွာသားအားလုံးကတန်းစီပြီးလက်မှတ်ထိုးလက်ဝေနှိပ်ကြပါတော့တယ်တရက်လေးနောက်ကျသွားရင်ပဲမြို့ပေါ်ကုမ္ပဏီပေးမဲ့အခမဲ့ခွင့်ရေးကြီးဆုံးရှုံးသွားမလားဆိုပြီးစိုးရိမ်တကြီးဖြစ်နေကြတာပါအနီရောင်လက်ဝေတွေပြည့်နေနေတဲ့စာရွက်တွေကိုကြည့်ရင်ကြောက်ချံရဲ့ရင်ထဲမှာတော့ခဲဆွဲထားသလိုလေးလံနေတဲ့ခန်းစားချက်ကြီးကချက်ချင်းပဲပေါ်ပါသွားပါတော့တယ်